တောင်တန်းတွေရဲ့ကြားမှာရဲရဲနဲ့စိတ်တက်နဲ့ကိုကာကွယ်ခဲ့ကြတဲ့တောင်ပေါ်သားများလို့အဓိပ္ပာယ်ရတဲ့မီဇိုလူမျိုးတွေရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းကြောင်းကိုတင်ပြပါသလားဒီနေ့မှာတော့သူတို့ရဲ့အစပြုခြင်းကနေအခုလက်ရှိမီဇိုရမ်ပြည်နယ်ဖြစ်လာတဲ့အထိခရီးစဉ်ကိုအတူတူလေ့လာကြည့်ကြရအောင်တရုတ်ပြည်အနောက်တောင်ပိုင်းကနေစတင်ခဲ့တဲ့မီဇိုလူမျိုးတွေရဲ့ခရီးစဉ်ဟာမြန်မာနိုင်ငံချင်းတောင်တန်းတွေကိုဖျက်ဆီးပြီးအိန္ဒိယနိုင်ငံအထိရောက်ရှိခဲ့ပါတယ်ဒီခရီးစဉ်မှာဘလို့အခက်အခဲတွေဘလို့တိုက်ပွဲတွေနဲ့ဘလို့ပြောင်းလဲမှုတွေရှိခဲ့တယ်လဲဆိုတာကိုဒီဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်မီဇိုလူမျိုးတွေရဲ့တမိုင်းကြောင်းဟာလွန်ခဲ့တဲ့ရာစုနှစ်ပေါင်းများစွာကတည်းကစတင်ခဲ့ပါတယ်သူတို့ဟာတရုတ်ပြည်အနောက်တောင်ပိုင်းကနေမြန်မာနိုင်ငံချင်းတောင်တန်းတွေစီကိုစတင်ရွှေ့ပြောင်းခဲ့ကြပါတယ်1900ပြည့်နှစ်ဝန်းကျင်မှာတော့ချင်းတောင်တန်းကနေတဆင့်အခုလက်ရှိအိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်တဲကိုတဖြည်းဖြည်းတိုးချက်အခြေချခဲ့ကြတာဖြစ်ပါတယ်ရိုးရာလူနေမှုစနစ်နဲ့ Zobo traditional white Zobo ရှေးခေတ်မီဇိုလူမျိုးတွေရဲ့လူမှုဘဝမှာ Zobo လို့ခေါ်တဲ့လူပြိုဆောင်ဟာအလွန်အရေးကြီးပါတယ်အဲ့ဒီနေရာဟာလူငယ်တွေကိုစစ်ပညာအမဲလိုက်ပညာနဲ့ရိုးရာယဉ်ကျေးမှုတွေကိုသင်ကြားပေးတဲ့ဗဟိုဌာနဖြစ်ပါတယ်မီဇိုတွေဟာရဲရဲနဲ့စစ်တီတော်တွေဖြစ်ပြီးကိုမျိုးနယ်စုကိုကာကွယ်ဖို့အမြဲအသင့်ရှိနေကြသူတွေပါဗြိတိရှကျူးကျော်မှုနဲ့တိုက်ပွဲများ British Resistance 19ရာစုမှာဗြိတိရှတပ်တွေဟာမီဇိုတောင်တန်းကိုသိမ်းပိုက်ဖို့စ조사ခဲ့ကြပါတယ်မီဇိုစော်ဘွားတွေနဲ့စစ်တီတော်တွေဟာသူတို့ရဲ့မြေကိုကာကွယ်ဖို့ဗြိတိရှတွေကိုပြင်းပြင်းထန်ထန်ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြပါတယ်ဒါပေမဲ့1890ပြည့်နှစ်ဝန်းကျင်မှာတော့မီဇိုတောင်တန်းတစ်ခုလုံးဟာဗြိတိရှအုပ်ချုပ်မှုအောက်ကိုကြားရောက်ခဲ့ရပါတယ်ခရစ်ယာန်ဘာသာနဲ့စာပေ Christianity Literacy 1894ခုနှစ်မှာတာသနာပြုဆရာကြီး James Herbert Lorry နဲ့ Frederick William Sage တို့မီဇိုတောင်တန်းကိုရောက်ရှိလာခဲ့ပါတယ်။သူတို့ဟာမီဇိုအခရာကိုရောမအခရာနဲ့တီထွင်ပေးခဲ့ပြီးတမန်ကျမ်းစာကိုဘာသာပြန်ဆိုခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းမှာမီဇိုလူမျိုးအလုံးနီးပါးခရစ်ယာန်ဘာသာဝင်တွေဖြစ်လာခဲ့ကြပြီးပညာရေးမှာလည်းအလွန်တိုးတက်လာခဲ့ပါတယ်။မီဇိုရမ်ပြည်နယ်ဖြစ်ပေါ်လာဖို့ Formation of Mizoram Stateအိန္ဒိယလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာမီဇိုလူမျိုးတွေဟာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်ကြိုးပမ်းခဲ့ကြပါတယ်1966ခုနှစ်ကနေ1986ခုနှစ်အထိနှစ်ပေါင်း20ကြာလက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့ပြီးနောက်1986ခုနှစ်မှာ Mizoram Accord ညီညွတ်ရေးစာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပါတယ်1989ခုနှစ်ဖေဖော်ဝါရီလ20ရက်နေ့မှာတော့မီဇိုရမ်ဟာအိန္ဒိယနိုင်ငံရဲ့23ခုမြောက်ပြည်နယ်တစ်ခုအဖြစ်တရားဝင်ဖြစ်လာခဲ့ပါတယ်ဗဟုသုတနဲ့ဖြောပြရေးဗီဒီယိုအသစ်တွေကိုနေ့စဉ်တင်ဆက်ပေးနေတာမို့လို့လက်လို့မခံရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီး notification bell လေးကိုလည်းနှိပ်ထားပေးပါဦးတော့အားပေးကြတဲ့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်